မိဘချမ်းသာတာကိုချမ်းသာတာမဟုတ်ဘူးမင်းသမီးဖြစ်အောင်လုံးမဲ့ရွှေနန်းတော်ရဲ့သမီးရွှေနန်းတော်ပိုင်ရှင်ရဲ့သမီးဖြစ်တဲ့ကြီးဟာအလွန်ချမ်းသာတဲ့မိသားစုနောက်ခံရှိပေမဲ့လည်းမိဘရဲ့ကိုမကိုပဲကိုအားကိုပြီးတော့အမှုပညာနယ်ပယ်မှာနေရာတစ်ခုရဖို့စူးစမ်းနေတဲ့သူတယောက်လည်းဖြစ်ပါတယ်ရှင်ကြီးရဲ့အဓိကရည်မှန်းချက်ကတော့အရေးချင်းရှိတဲ့မင်းသမီးတယောက်ဖြစ်လာဖို့ပါပဲသူမဟာငယ်စဉ်ကတည်းကမင်းသမီးဖြစ်ခြင်းပေမဲ့လည်းအခွင့်အရေးမရခဲ့တာကြောင့်အခုမှအကောင့်ထဲဖြစ်တာလို့ပွပွင့်လင်းလင်းပြောဆိုခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။သူမရဲ့စိတ်ဝင်စားစရာအမြင်တစ်ခုကတော့TikTokသမားနဲ့မင်းသမီးဆိုတာအဆင့်အတန်းကွဲခြားတယ်လို့ယုံကြည်ထားပါတယ်။ဒါကြောင့်လည်း professional မင်းသမီးတယောက်အဖြစ်အသိမှတ်ပြုခံနိုင်ရဖို့အားသွန်ခွန်စိုက်စူးစမ်းနေတာလည်းဖြစ်ပါတယ်။သူမဟာတချင်းဆိုတာကိုဝါသနာမပါသလိုမြန်မာစကားပြောပိုင်းတွေမှာလည်းအားနည်းချက်တွေရှိနေတာကိုဖွင့်လင်းစာဝန်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းဒီအချက်တွေကိုမဆုံးမနစ်ကျော်သွားပြီးတော့အမှုပညာလောကမှာခိုင်မာရပ်တည်သွားဖို့ရည်မှန်းထားတယ်လို့သိရှိရပါတယ်။ဂျေကမိသားစုချမ်းသာမှုဟာကိုချမ်းသာတာမဟုတ်ဘူးလို့ပြပြတသားဆိုပြီးတဲ့နောက်ပိုင်းမှာကိုယ်တိုင်ရှာဖွေနေတဲ့ငွေကြေးတွေနဲ့မိဘကိုကျေးဇူးဆက်နေတယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိမှာလည်းအလုပ်တွေလုပ်ရင်းတစ်ဖက်ကလည်းပရာဟိတလုပ်ငန်းတွေကိုတက်တက်ကြွကြွပါဝင်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုရိုးသားပွင့်လင်းတဲ့စိတ်ထားမြင့်မားတဲ့ရည်မှန်းချက်နဲ့ကိုအားကိုခြင်းနဲ့စိတ်ဓာတ်လေးတွေကြောင့်ပဲပရိသတ်တွေကသူမကိုချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်ရှင်။